John 9 ရက်နေ့အာနာသိန်းစစ်တပ်ရဲ့သတင်းထုတ်ပြန်ချက်တစ်ခုကမြန်မာပြည်သူတွေကိုတန်တော်နဲ့ဖြစ်စေခဲ့ရပါတယ်။အသက်6နှစ်အရွယ်မိန်းကလေးငယ်လေးတယောက်ကိုတရားခံအဖြစ်ဆွဆွဲဖမ်းဆီးလိုက်တဲ့ဖြစ်ရပ်ကလူကျင့်ဝတ်တွေနဲ့တရားဥပဒေစိုးမိုးရေးစနစ်တွေစအာဏာရှင်စနစ်ရဲ့ရုံးမာရက်စက်မှုတွေကိုထပ်လောင်းစဉ်းစားဖို့ဖိအားပေးလိုက်တဲ့အဖြစ်အပျက်တစ်ခုလို့ယူဆရပါတယ်။အဲဒီနေ့ကအကြမ်းဖက်စစ်တပ်ရဲ့ထုတ်ပြန်ချက်အရဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုပြစ်ခတ်မှုနဲ့ဆက်ဆက်ပြီးလူပေါင်း16ယောက်ကိုဖမ်းဆီးထားပါတယ်။အဲဒီထဲမှာ Golden Valley Warrior တပ်ဖွဲ့ဝင်မျိုးကိုကိုရဲ့အသက်6နှစ်အရွယ်သမီးငယ်လေးတူလည်းပါဝင်နေပါတယ်။ဒါအကြမ်းဖက်စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရက်တွေအတွက်သက်သေတစ်ခုထပ်ဖြစ်လာပါတယ်။ပြစ်ခတ်တဲ့သူတွေကိုမဖမ်းဆီးနိုင်တဲ့အတွက်တခြားမိသားစုဝင်တွေကိုအစားထိုးဖမ်းဆီးတဲ့ဒီလုပ်ရက်ဟာအပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးဥပဒေတွေကိုစော်ကားရလဲရောက်ပါတယ်။ပြက်ကနေပြီးအကြမ်းဖက်စစ်တပ်ရဲ့အားနည်းချက်တွေကိုဖော်ပြနေသလိုတစ်ချိန်တည်းမှာလည်းသူတို့ရဲ့ရက်စက်မှုတွေကိုထင်ဟပ်စေပါတယ်။ရန်ကုန်လိုမြို့ကြီးထဲမှာအရေးပါတဲ့ပုံကိုယ်တူကိုဒီလိုလွယ်လွယ်ကူကူပြစ်ခတ်နိုင်တာကသူတို့ရဲ့လုံခြုံရေးစနစ်ဘယ်လောက်တောင်ပြက်ပြားနေပြီလဲဆိုတာကိုလည်းပြသနေပါတယ်။ကလေးငယ်တွေဟာမြန်မာနိုင်ငံမှာရောနိုင်ငံတကာမှာပါဥပဒေအရအကာအကွယ်ပေးခံထားရတဲ့သူတွေဖြစ်ပြီးအသက်6နှစ်အရွယ်ကလေးငယ်တယောက်ဟာဘယ်လိုနည်းနဲ့မှရာဇဝတ်မှုတွေတရားခံမဖြစ်နိုင်ပါဘူး။ဒါပေမဲ့အာဏာသိမ်းစစ်တပ်ကတော့ပြောင်ပြောင်တင်းတင်းပဲသူတို့ရဲ့သတင်းမီဒီယာတွေမှာ4000ပုံအကွက်နဲ့ကလေးရဲ့နာမည်အပြည့်အစုံမိခင်ဖခင်နာမည်အပြည့်အစုံနဲ့တကွတရားခံစီရင်သွတ်သွင်းပြီးဖော်ပြခဲ့ပါတယ်။ဒါဟာနိုင်ငံတကာရောပြည်တွင်းကဥပဒေတွေကိုပါဓာတ်ရိုက်ချိုးဖောက်လိုက်တာပါ။အဲ့ဒီတော့အကြမ်းဖက်စစ်တပ်အနေနဲ့ဘယ်လိုကလေးသူငယ်တွေရဲ့အခွင့်အရေးတွေကိုချိုးဖောက်လိုက်တယ်လဲဆိုတဲ့ဥစ္စာကိုကျွန်တော်တို့လေ့လာကြည့်ရမယ်ဆိုရင်ကုလသမဂ္ဂကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူညီချက်စာချုပ်1989 CRC ရဲ့အပိုက်39ကကြီးမှာဘယ်ကလေးကိုမဆိုညှဉ်းပန်းနှိပ်စက်တာလူမဆန်စွာဆက်ဆံတာဒါမှမဟုတ်ဥပဒေမဲ့ဖမ်းဆီးတာမပြုရဘူးလို့ပြဋ္ဌာန်းထားပါတယ်။6နှစ်အရွယ်ကလေးငယ်ကိုဖမ်းဆီးတာအဲ့ဒီအချက်ကိုဓာတ်ရိုက်ချိုးဖောက်တာပဲဖြစ်ပါတယ်။အပိုက်6မှာလဲကလေးတွေကိုမိဘစီကနေခွဲခွာခြင်းမပြုရထို့သို့ပြုလျင်တရားရုံးကကြည့်ရှုရမယ်ဆိုပြီးပြဋ္ဌာန်းထားပါတယ်။ဖခင်မပါပဲကလေးငယ်ကိုအတင်းဖမ်းဆီးတာအဲ့ဒီအချက်နဲ့ဆန့်ကျင်နေပါတယ်။ဒါ့အပြင်1985ဘေကျင်းစည်းမျဉ်းနေတဲ့ကုလသမဂ္ဂကလေးသူငယ်များရဲ့တရားရေးဆိုင်ရာအနည်းဆုံးစံနှုန်းစည်းမျဉ်း73မှာလဲကလေးတွေကိုတရားဥပဒေအရမဟုတ်ပဲလွတ်လပ်မှုမှချုပ်နှောင်ခြင်းမပြုရအဲ့ဒီလိုပြဋ္ဌာန်းထားပါတယ်။6နှစ်ရွယ်ကလေးငယ်ဟာရာဇဝတ်မှုတစ်ခုတည်းတရားခံမည်သည့်အခါမှမဖြစ်နိုင်ဆိုတဲ့ပြဋ္ဌာန်းချက်အတိအလင်းရှိပါတယ်။နိုင်ငံတကာလူခွင့်ရေးစံနှုန်းတွေနဲ့ဆိုရင်လည်းအပြည်ပြည်ဆိုင်ရာလူခွင့်ရေးကြေညာစာတမ်း UDHR 1948အပိုက်9မှာမည်သူကိုမဆိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်းသို့မဟုတ်ပြည်နှင်ဒဏ်ပေးခြင်းမပြုရအဲ့တော့ကလေးငယ်ကိုဖမ်းဆီးဖို့အတွက်ပြဋ္ဌာန်းထားတဲ့ဥပဒေမျိုးဘယ်နိုင်ငံမှာမှမရှိပါဒါကြောင့်ကလေးငယ်ကိုဖမ်းဆီးတာဟာဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာဖြစ်လို့အဲ့ဒီလူခွင့်ရေးကိုဓာတ်ရိုက်ချိုးဖောက်တာကြပါတယ်ဒါအပြင်အပြည်ပြည်ဆိုင်ရာနိုင်ငံသားနဲ့နိုင်ငံရေးခွင့်ရေးသဘောတူညီချက် ICCPR 1966အပိုက်24တက်မှာလဲကလေးတိုင်းမှာမိသားစုလူမှုတိုင်းဝိုင်းနဲ့နိုင်ငံတော်စီကနေအထူးကာကွယ်မှုရယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ပြဋ္ဌာန်းချက်ရှိပါတယ်။ကလေးငယ်ဟာဖမ်းဆီးခံရတယ်ဆိုတာကဒီကာကွယ်မှုပေါ်မှာကျမ်းဘက်စစ်တပ်ကနေပြီးညင်းပယ်လိုက်တဲ့အတိတ်ပဲတက်ရောက်ပါတယ်။နိုင်ငံတကာဥပဒေတွေမဟုတ်ပဲပြည်တွင်းမှာပြဋ္ဌာန်းထားတဲ့ဥပဒေတွေကိုလည်းစန့်ကျင်ပြီးဖမ်းဆီးခဲ့တာပါ။1993ခုနှစ်မှာပြဋ္ဌာန်းခဲ့တဲ့ကလေးသူငယ်ဥပဒေရဲ့ပုံမှန်66မှာကလေးသူငယ်တယောက်ကိုရာဇဝတ်မှုမှာတရားခံအဖြစ်စွဲချက်တင်ရင်ကလေးတရားရုံးမှာပဲစစ်ဆေးရပါမယ်။ဒါပေမဲ့6နှစ်အရွယ်ကလေးငယ်ဟာရာဇဝတ်တရားစီရင်မှုအတွက်တာဝန်ခံနိုင်စွမ်း criminal responsibility မရှိသေးပါဘူး
မြန်မာဥပဒေအရ9နှစ်အောက်ကလေးငယ်တွေကိုရာဇဝတ်မှုအတွက်ဖမ်းဆီးလို့မရပါဘူး။ဒါအပြင်ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်53မှာ9နှစ်အောက်ကလေးငယ်တွေကိုမြည်သည့်အခါမှရာဇဝတ်မှုဖြင့်မတရားဖမ်းဆီးမရပါလို့အတိအလင်းပြဋ္ဌာန်းထားပါတယ်။ UNICEF နဲ့ကမ္ဘာကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UNHRC တို့ကမကြာခဏသတိပေးတတ်တာကကလေးတွေကိုပဋိပက္ခတွေမှာပါဝင်စေတာဒါမှမဟုတ်ဖမ်းဆီးတာဟာစစ်ရာဇဝတ်မှုလို့လည်းပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်တပ်အနေနဲ့ကလေးငယ်တယောက်ကိုတရားခံအဖြစ်ဖမ်းဆီးခဲ့တယ်ဆိုတာကုလသမဂ္ဂ CRC နဲ့ UNHCR တို့ကိုတိုက်ရိုက်ချိုးဖောက်ခြင်းမြန်မာနိုင်ငံရဲ့ကလေးသူငယ်ဥပဒေနဲ့ရာဇဝတ်ကျင့်ထုံးဥပဒေကိုဖောက်ဖျက်ခြင်းနိုင်ငံတကာမှာစစ်ရာဇဝတ်မှုဖြင့်သတ်မှတ်နိုင်ခြင်းစတဲ့ပြင်းထန်တဲ့လူ့ခွင့်ရေးချိုးဖောက်မှုဖြစ်ပါတယ်။အခုဖြစ်ရပ်ကိုနိုင်ငံတကာရာဇဝတ်ခုံရုံးကိုစုံစမ်းဖို့တင်ပြနိုင်တဲ့အခြေအနေရှိပြီးစစ်ကောင်စီအနေနဲ့ကလေးတွေကိုစစ်ပွဲမှာအသုံးပြုမှုလူမဆန်တဲ့အပြုအမူတွေအတွက်တာဝန်ခံစီရင်ဖိအားပေးနိုင်ပါတယ်။ဒါကြောင့်အခုလောက်ရဟာဘယ်ဥပဒေနဲ့မှမညီပဲလူသားချင်းစာနာမှုဆိုင်ရာအကြမ်းဖက်မှုတစ်ခုဖြစ်အတိအလင်းရှုတ်ချရမယ့်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ဒီလိုမတရားမှုတွေကိုဘယ်လိုတုံ့ပြန်ကြမလဲ